ဒါတွေကိုချစ်လား ချစ်ပါတယ် သူပြဝဲရှိတယ်ကဲဒီနေ့ဆိုင်မှာပေါ့နော်အရန်ပြင်းနေကြတော့အင်တာဗျူးလေးလိုက်လုပ်မယ်ပေါ့နော်ဟာအင်တာဗျူးလေးတွေလုပ်မလဲဆိုတာတော့ let's go လိုက်ကြည့်ပေးကြပါဦးရှင်အလုံးလုံးကပြောလား မပြောဘူး နောက်လူပါမင်းကြည့်လဲ နောက်လူကိုလာတာမတိုးခိုင်းစေချင်ဘူးလား Oh my god လာတာမတိုးခိုင်းစေချင်ဘူးလားတဲ့ဒီကိစ္စအချက်၅ချက်နဲ့စဉ်းစားရမယ်ညီမလေးမချက်တယ်နဲ့စဉ်းစားဒါတော့ကြောက်မှမရှိဘူးရှင်နောက်လူပါမေးပြရမယ်နောက်လူကိုနင်းကြီးမြဆုံးကဘာတူလဲအလုံးမကြီးမြဆုံးကဘာတူလဲ မရှိပါဘူးကုန်းလုံးရကြည့်ရပါတယ်ကုန်းလုံးငါ sorry ပဲဆိုတော့ကုန်းလုံးကြည့်ရ ကောင်းလေးတွေကြည့်ရအောင် ကောင်းလေးတော့ကြည့်မြ နောက်လူပါမေးချင်သေးလား ဒီနေ့ကုန်ရင်ဘာလို့ဖို့စဉ်းစားလဲ လင်းယူမယ်နှစ်ကုန်ရင်ဘာလို့ဖို့စဉ်းစားရတယ် ခရီးတွေအများကြီးဖတ်ချင်တာ နောက်လူရောပါမေးချင်တာ ကိုလိုပဲခရီးတွေထွက်ချင်စိတ်ရှိလားလို့မေးကြည့်လိုက် ခရီးတွေထွက်ချင်စိတ်ရှိလားတဲ့ဒါတော့မေးမယ်ခရီးတွေထွက်ချင်စိတ်ရှိလားတဲ့ ရှိရယ် ဘယ်ဒီသွားချင် ခရီးသွားချင်တယ်မိုးကြီးနဲ့သွားချင် ရိုက်သေးလား နှစ်ရက် နှစ်ယောက်တဲ့နောက်လူကိုပါမေးပြရမယ် ဒီကြားတွေကိုချစ်လား ဒီနော်လီဒါတွေကိုချစ်လား ချစ်ပါတယ် သူပြဝဲရှိတယ်